လာနာပါဒီနေ့မှာတော့ Minecraft sim ဟုတ်တယ် mini crack game ကိုစော့သွားမှာပဲဖြစ်ပါတယ်ဒါပေမဲ့လာနာတယောက်တည်းမဟုတ်ပါဘူးလာနာရဲ့မောင်လေးကျွန်တော်ပါလေးကျူခက်ပါဟုတ်ပါတယ်ဒီ mini crack game ကတခြား Minecraft acid တွေနဲ့မတူလို့သူတို့ကပစ္စည်းစုံတော့မပါဘူးလို့ဘယ်လိုမျိုးအရာတွေရော Minecraft acid နဲ့တူနေမလဲဆိုအောင်ကျွန်တော်တို့ဒီနေ့ဆော့ပြသွားမှာပဲဖြစ်ပါတယ် so အဲ့တော့ထုံးစံတိုင်းပဲတစ်ပြီးခုတ်ပါပဲဟုတ်ပါတယ်တစ်ပြီးစားခုတ်မှာပဲဖြစ်ပါတယ်Okay. ခုတ်ပါပြီဘယ်နှတုံးရပြီလဲ6တုံးပါခင်ဗျာငါကြတော့9တုံးပဲရပါလေခဏလေးဒီပဲချလိုက်အော် तू ကဒီလိုမျိုးလို့မတူတကယ်မတူတာအစ်စ်နဲ့တကယ်မတူတာမကြည့် तू ပို့ပြီးတော့လွယ်တယ်ပေါ့အဲ့ဒါကနေကလည်းလောက်လိုက်မယ်အဲ့တော့တခုလောက်ရမယ်pick up ပြီးတော့ဟိုမှာနွားနဲ့တိုးရှိတယ်ပါလေအဲ့ need credit တွေပဲထားခဲ့ရလားဒီမှာတက်ခုံမှာနွားနဲ့တိုးငါဆောင်တိုးတစ်ကောင်လုံးမှာနွားတစ်ကောင်ရှိတယ်ဟုတ်လားနေပါယူပါလေဒါတိုးယူလိုက်ခေါင်းလိုက် what နေအဲ့ရလိုချင်လို့လားခွဲလို့ရလေဘာကိုခွဲပါလဲလာယူလို့လာယူမယ်လေအေးလာယူလေအဲ့ဆိုတက်တော့တမျိုးတော့တမျိုးပဲရအဲ့ဆိုနေတိုးယူတာငါနွားယူလိုက်Where are you sheep Mr. Sheep တွေ့ပြီဘယ်ဒီမှာရတယ်တွေ့ဟောထိုင်အောင်तू ကမတူဘူးနော်တကယ်အစ်စ်နဲ့ Okay ဘယ်သွားကြမလဲကျုံးရောက်နေတာလည်းမသိဟုတ်မယ်ဟိုမှာနွားတကောင်ဟိုမှာနွားဒီဘက်သွားမယ်ပြည့်ဝနေရတာတောင်ကောအောင်မှာမဒီမှာဝက်ရယ်ကြက်လည်းပါတယ်ကြက်ပါတယ်ဟဲ့ကြက်ကတမျိုးပဲမျက်စိလည်းမပါဘူးဟုတ်လားကြက်မျက်စိမပါဘူးမျက်စိမပါဘူးကြက်ကမျက်စိမပါဘူးကဒီဝက်ဟိုမှာတိုးဒီတိုးငါယူလိုက်မယ်နေနွားယူလိုက် Okay လိန်ဝိုင်းဟိုဝက်ကအသားလည်းမပေးဘူးဟုတ်လားဟုတ်တယ်ဘယ်လိုဖြစ်တာလဲမသိကဲအဲ့တော့သွားမယ်ဟိုဝက်တကောင်နေတက်လိုက်စားသုံးလုံးတော့ရော့ရတက်လိုက်ဟောမတိုးရီအများကြီးလားနေကဘယ်နှတုံးရပြီလဲတိုးတာတုံးမဲရတယ်မမဒီမှာ3ကောင်ဆိုတော့ကငါယူမယ်တုံးနေတုံးယူနောက်တစ်ကောင်စုံစမ်းကြီးချရွာရွာဒီနားမှာပဲအိမ်စားလိုက်မယ်ဘလို့လဲဘလို့သဘောရကဲကောင်းချက်ပဲဘလို့သဘောရလာစုံစမ်းဗါလေကြောက်တုံးလားကကြီးအဲ့လိုပြောမယ်စုံစမ်းလဝဒါပဲငါရပြီဒါပဲငါရသွားပြီဟိုနားမှာရှိဦးမှာတော့တက်လိုက်တော့ပဲတော်ပြီ Okay ပါသွားမယ်ရွာကိုရွာမှာနှချက်လို့ရကြည့်ပါဦးကွာရွာမှာဒီမှာတော့ငါပြောမှန်တယ်နှစ်ကောင်တော့မှခေါ်လိုက်တော့ဒီနေ့ very lucky ပဲ very lucky ဟာရွာကြီးတယ်နော်မမဟုတ်တယ်ချမ်းသာရနော်ဒီရွာဟုတ်တယ်ဒီရွာချမ်းသာမဲ့ပုံပဲအဲ့တော့ဒီနားတဝိုင်းမှာပဲအိမ်စားဟဲ့အကြီးပဲတတိထားပြီရွာကြီးအကြီးပဲ Okay ရွာကြီးအကြီးပဲဒီရွာတိုးတက်အောင်လုပ်ဝေးမယ်ဘယ်လိုတိုးတက်အောင်လုပ်မလဲရွာသားကြီးအများကြီးပဲခဏလေးကိုသူ့မီးကိုကြောင်ရှာနေမီးကြောင်ဟိုဘက်မှာလေမတွေ့ပြီဟိုချက်မလို့ဟာတားလဲလာမယ်ရှာလောက်လိုက်လာပါလိချိရလာပါချစ်ကီနေပေါ်ကနေရပေါ်နော်ငါအောက်အဲ့ဒါပေါ် Okay ဘာရှိလဲအာယုံဟိုလေးအာယုံပေါင်းပြီနဲ့အာယုံဓာတ်ရှိဒါပြီးဩစတြေးလျလေးတုံးလေးရှိOkay အဲ့လေးတုံးမှာရက်ခိုင်းယူအကုန်ယူမလားတော်မဟဲ့မကျလာကြည့်နေဘယ်နဲ့တုံးဖြစ်သွားအေးဟုတ်တယ်ကွဲဝိုင်းနေလဲရငါရအဲ့ဆိုအနေသားလေးတော့ရနေတာလေးစောစောစီဒါမှမရဘူးဘာဖြစ်လို့လဲဆိုတော့ तू က12တုံးလို့လာမသိဟုတ်လားဟုတ်တယ်မရွာသားလာကြည့်နေငါတို့
ကဲအဲ့တော့ငါတို့ဟိုအရှိရလေးငါတို့လာရင်မြေပြန်နာမှာအိမ်ဆောင်မယ်အိမ်သားဆောင်မလား ရွာသားတွေလည်းတိတ်မနေရရွာသားတွေလမ်းချဝဲတယ်တောင်းအိမ်ကလမ်းငါတို့လိုက်ကြည့်နေတော့လေကွင်းကြီးအကြီးကြီးဟဲပြီး โอเคဒီဘက်မှာဆောင် ရွာသားတွေ ဒီနေ့ကလည်းတူတူဆောင်မလားဒါမို့တယောက်တည်းရင်ဆောင် ဒီမှာအစာတွေပိုးတယ်ဒီရွာ ဟုတ်တယ်လေအဲ့တော့ဘယ်လိုဆောင်မလဲ အစီတကူစီရဲ့ကြက်တွေများကုန်မယ်လာ ဘယ်လိုဆောင်မလဲလို့ ပြော ပြော မလဲဆိုတယောက်နှခမ်း ဘာလို့လဲတယောက်တစ်ခန်း နှစ်ထပ်လုပ်လိုက် နှစ်ထပ်နေဆောင်မလားငါဆောင်မလား နှစ်ယောက်သူစား โอเคအဲ့တော့ခေါ်ဒီနားမှာဆောင်မယ်ဒီနားလာကြည့်ဒီနားမှာဆောင် ကြက်တွေများနေတာ အများနဲ့ပြီးမှမွေးမယ်သူတို့ဒီနားမှာဆောင်မယ် အကျိုးများတာလေ အဲ့ဒီနားမှာဆောင်မယ်လို့ အေး ရောအဲ့ရလို့လိုက်အဲ့ရအနီပဲရတာ အနီးပဲရတယ်ဒီမိုက်ကွယ်နေတော့ထူးတယ်အဲ့ရအနီးပဲရတာပါ ဟောโอเค လာကြကြက်တွေသူကဝင်မှာမဟုတ်လွယ်နဲ့ဝင်မှာမဟုတ်ဟိုကနေလုံးမရ အော်ဟုတ်တယ်အဲ့တော့ငါတစ်တော့ခေါက်လိုက်အောင်မယ်နော် သွားကုန်နေဒီမှာတာကြက်တွေနဲ့တိုင်ပတ်နေဟဲ့ဒီကောင်ပါလေဒီကောင်ခုံတက်ချင်တာကြီးခုံနေ မဝတ်တွေအများကြီးပဲနေအဲ့ရလှုပ်ထားအောင်နော်ညမိုးချုပ်တော့မှာ ဩဒီကြက်တကောင်လေလာ ဟဲ့ဒီမှာမိုင်းတွေနဲ့မှမီးတွေ့ ဗီဒီယိုတွေတူလိုက် ပြီးမှတွေ့ခဏလေးဒီခုတ်မိုးချုပ်တော့မှာဟဲ့ မိုးထုတ်တော့ပြန်လို့ အဲ့တော့အိမ်ဆောက်ပြီးရင်မိုးချုပ်ပြီးဇိုးပြီးဘယ်လိုထွက်လဲဆိုတာကြည့်ရမယ်အခုတော့အစင်မပြေသေးဘူးအိမ်တော့မဆောက်သေးဘူးဒါနဲ့နီးတော့ မမကနားမှာနော် ဟုတ်တယ်အိမ်မယ် တာအဲ့ရ အိမ်လို့ရအိမ်မယ်ငါလည်းရပြီ You can only sleep at night အဲ့ဒါအိုထဲမှာလည်းပေါ်တယ် ဟုတ်လား အစ်စ်ထဲမှာလည်းပေါ်တယ်ရချာတိတ်တော့မစိုးလွယ်တယ်လို့ပြောရမယ်ဒါပထမဦးစားဆိုတဲ့ Microsoft Player ကြီးပေါ့နော်ပိုလွယ်တယ်လို့ပြောရမယ်ဒါလေ့ကျင့်ပေးရပါတော့ လေ့ကျင့်ပေးရပါတော့ဒါအစ်ဆော့ဖို့ဒါလေ့ကျင့်ပေးတာ အဲ့လိုရပြီ ရပြီလားအေးပြီโอเคမနေ့ကတစ္ဆာခုတ်ပါမယ်တစ်ခုတ်ပါမယ်โอเค မလီတပင်းရခုမှမတက် ဟဲ့ဒီ micro ကနည်းနည်းဟိုကနော်နည်းနည်းကြောင်နေသလားနေတိုးတွေပါကြီးခုတ်ထားအောင်ခုတ်ထားအောင်ဖြစ်တက်ထားအောင်နေအိပ်ရပြောင်းသွားလိမ့်မယ်နည်းနည်းကြောင်နေတစ်ခုနှစ်ခုတွေအဲ့လိုပွားနေဟုတ်တယ်မလား ဟုတ်တယ်ဘာမှချိန်မပွားဘူး ငါထောင်လာပဲ မပွားဘူး မပွားဘူးလား ဟုတ်တယ် โอเค တားလို့ပွားတာ ပွားလာအဲ့လိုနေတစ်တာလေးမှာထည့်ထားလိုက်ဒီအိမ်ဆောက်တဲ့နေရာမှာခြိုက်ရော ဟိုဒီတော့တကယ်တလိမ့်စာပေါ်อ่ะတူနဲ့ကြက်တကယ်ပေါ်อ่ะဒီနာဘာကြီးရောဘာလို့တွင်းရှိနေရလို့ဒီနေရာမှာမမီးတွေ မမီးတွေငါကိုတူးနေ အားလုံးရှိမလား မရှိလာဘူးလေတကယ်ပဲမရှိလာဘူး ဦးကြီးတောက်ကြောက်မတူပါတယ် တူးနေငါတူးနေပြီကြောက်โอเคဒီမှာဟဲ့ဒီဘက်ပြန်ဟဲ့တွင်းရမောင်းမင်းနေ ဟဲ့စကလန်ကြားတာစကလန် ကြားနေပါမလေ တာမှာတွင်းနေမှာ ပြန်ထွက်လာခဲ့ မလီဟောလိုက်တာတာကြက်တွေဖမ်းတာနော် မလည်းကြက်တယ် မတွင်းနေတူလား နေတွင်းနဲ့ငါတွင်းနဲ့မတူဘူးပဲနေလုတ်ဒီတက်ခုတ်လေးရနေရလဲ ခုတ်မေး ဘလို့ဆောက်မှာအင်းကဘက်ကိုလဲဒီဘက်ကိုလဲ ရွာဘက်ကိုလဲတာလေအေး ရွာဘက်မလဲဘူးဒီဘက်ကိုလဲ ဟဲ့ဝမမ ဒီမှာလေး64 ဟုတ်ပါ โอเคဒီဘက်ကိုလဲ အဲ့လေဒါရွာလေးခဏဝင်လာရောအစားကုန်လို့ 1နဲ့3 4 ကျွန်တော်ဒီနေ့အာရုံပေါင်းပြီးဝေထားပါတယ် 9 90 1 2 3 4 5 6 ဟာလာမကူက 90 ဟောမရှိတော့ 3တက်အိမ်ဆောင်မယ် ဟာ 1နဲ့2 3 4 5 6 90 ဟိုမမ what တာကြောက်တုံးတူးပြီးပါမမခုနတွင်းရဒီတွင်းရ တော့ မတူတွင်း အတွင်းမ အောင်မလေးတသိန်းသား ဟိုဘက်အတွင်း ဒီတွင်းရ ဟိုဘက်ကအတွင်း ဟာ မသွားနဲ့လေငါအိမ်ဆောက်တာကိုကုန်းနေနေရတယ် အကူပဲဒီမှာကြက်တွေသားမွေးတာဥတွေတောင်ဥနေပြီလားမသိဥတွေက ချက်
ဒါချက်ဖို့ ကြောက်သုံးပစိ အဲထူးတော့ထူးဆန်းတဲ့မိုက်ခရက်ပဲ ဥပမီးဖို့ပဲလုပ်လိုက် ခဏခဏဟိုကလေးငါ့ကိုကြက်သားငါတတ်လိုက်မယ် ဒီမှာကြက်တင်ရှိတယ်ဒါ ။မြက်ဘယ်ဝင်အဲ့ဘောင်းမီရ ဟမ် ။ဘယ်ဝင်အဲ့ဘောင်းမီရ ခုနရလေမကြီးခုနရလေ ။ဟဲ့တိုးဟဲ့ဒီကတိုးဟိုလည်းမရအောင်တားလည်းမရ မရဘူးဟုတ်တယ်ဒီမိုက်ခရက်တိုးရအသားမရ ။ဟုတ်လား ဟုတ်တယ်အမွေးပဲရ ။ဟာလေ။ Okay Okay ပါအမွေးပဲရတော့ Okay ပါ။အဲ့ဒါ ဒီနောက်မှာနွားမပေါ်ဘူးတတိထားမိ ဟုတ်တယ်နော်မပေါ်ဘူး ဒီ ။ တော့ တီးဦးလေနောက်ကြရပေါ်လာမှာမနေရလေ။ခဏ ဟိုအဲ့မီးဝဲအဲ့ရဒီမှာနော် Okay ဒါမှပစ္စည်းတွေပြောင်းมาတို့မှာအဲ့ရယူမှာချထားရ အေးပါအဲဒါကနည်းနည်းအတုဆိုနည်းနည်းကြည့်အောင်ねက I'm saucy ဒါဘာလဲอ่ะ ငါကြတော့စောင့်နေရ မိုက်လာလေတိုးတွေစားစားနေဝတ်ဒီ ဘယ်လာမှာ ညီဒီပြက်ကြ ဝတ်တိုးတယ်မမတူးနေရ ဟုတ်တယ်လी ဩ အိမ်ရင်စောင့်အောင်နေရနဲ့ ဒါမှတက်ခုံအမေပြန်ဆိုင်မယ်တက်ပဲ နေပြန်ဆိုင်အဲ့လိုမှငါတို့တစ်တွေမကုန်ပါအဲ့ဆိုရွာပထမဆုံးနေ့မှာရွာတွေ့တကယ်ကန်ကောင်းတာလည်းကြပြောတာနောက်ဆိုရွာမတွေ့ဘူး ဒီရွာနဲ့ချမ်းတာအကြီးပဲရွာယူကြည့်လိုက်ရဟုတ်တယ်နော် ဟုတ်တယ် ဟဲ့ဟိုရွာသားနဲ့တော့ညာတော့မှာ ဟဲ့ငါ့ကိုကူကုန်လို့နေအဲ့ဒါ ကူမယ်ခဏမှတိတ်ခုံနေမမီတော့ဘူးကတော်ပြီရတဲ့လောက်ပဲခုံပြန်လာ ဘာလဲဟာ ဟာလေ အဲ့လိုမျိုးမှားချမိရတော်တော်ဆိုးတာ ကြမ်းပြခင်းရမှာ မဟုတ်ရတယ်နေအပေါ်အတိုင်ထောင်းလိုက်9တုံးထောင်း ဒီတက်သားနဲ့ပဲထားပါ ငါတို့အိမ်ကတော့4000ပဲရမယ်တဲ့ဟဲ့ ဒီတက်သားနဲ့ပဲ အတစ်သားနေမယ်ထားမမဟုတ်အဖြူခူးလာတာ အဖြူမဟုတ်လား ရောငါမှအဖြူ9တုံးရှိအဖြူနဲ့ထောင်းအဲ့မှာလှမှာပေါ့ဟာနေရလဲငါတော့ဆော့တာကြာပြီဆိုဟိုမပွားဘူးလားအဲ့တော့မပွား ဒီမိုက်ခွက်ပဲဆိုရလားဒီ ဘယ်နာကိုထားမှမလဲမမ ဟာတိုင်ထောင်းပါလေဆိုတော့ဘယ်နားထောင်းငါဘယ်လိုပြောရမလဲဟမ် ဒီနားပြောက်ပါမမ 4တိုင်ထောင်းလေ9တုံး9တိုင်9တုံးထောင်း4နေရအောင်9တုံးထောင်း လေးနေအောင်ငါတို့ထား ဟုတ်တယ်ဒီမှာတတုံးဆိုအမှ2တုံးမဟုတ်ဘူးတစ်သားလို့ပြီးထောင်း ဩတက်သားဟုတ်တယ်မလား တစ်သား တက်သားကိုချောကင်လိုက်ဒါမလား နောက်တယ်ချောကင်ဒီအောက်ကဟာကိုဖြတ်လိုက် ဒီသား အေးရှောက်လုံးပြီ ဘာကြီးလဲဘာကြီးလုံးပြီ ရှောက်လုံးပြီသွားတယ်ဟုတ်ဒီညအိပ်ပြီးသွားရင်ပေါ့2ရက်လောက်ပဲဆော့တရက်ကို2ရက်လောက်ပဲဆော့အဲ့ဒါမှအဆင်ပြေမယ်ထင်တယ်နောက်ဆိုစက်ထိုက်ရေးဆော့သွားအဆင်မပြေဘူးဟုတ်တယ်နော်ကြော်စီရခန့်โอเค အမလီကျွန်တော်မှတက်မရှိတော့ ခုတ်လေရညာလဲ အပွားသွားပြီလားယောက်ကျန်းလာပြီလား ဝါဝါလားကောင်းတာပါဆိုရင်နေအဲ့ဒါ ဘာဘယ်လိုပုံကြလဲ မြန်ဘယ်လိုသွားမှာလဲ2ချက်နေရမှာလား ဟုတ်တယ်နှစ်ချက်နေအဲ့လိုမြန်နေ โอเค ပြီးရညီကြီးမှာဝါကြည့်တယ်လေ โอเคโอเคပါလာပြီနော်ငါလာပြီ မတေး2 3 4 5ဟုတ်တယ်မလား ဟုတ်တယ် တေး2 3 4 5အော်ရပြီတိုင်ထောင်ပြီးွားအဲ့ဒါသေးနေသွားသူ့ရောမှန်ကားပါလားမမ ကာမှာပေါ့မှန်မရှိလို့ဘလို့ရမှာလဲမှန်မရှိလို့ဘလို့ရမှာ ရတဲ့မှာကိုပြားလုတ်ပြီးသွားပြီ ငါတို့ညမိုးချုပ်တော့မှာမဟုတ်ချုပ်သေး မကြောက်သေးဘူးနေရာဝဲပဲကြည့်တယ်အကြရနော်နေဝင်ကြရနော်ဒီမိုက်ကွာက ငါဒီဘက်ဘေးလေဟိုလည်းလောက်ရမှာ ဒီမှာသေးအများကြီးပဲကိစ္စတော့မရှိပါ ဖြူအောင်တုံးလည်းလောက်ရမှာ ဒါတွေတူးတာပါဘာဖြစ်လို့လဲဒါတွေကနောက်ကြရ3ဝေပါတယ်ဒီကြံတွေက โอเค ရော့
ရောပြန်ဆိုင်လိုက်လူတလောက်တူးလာမယ်နော်တဲရ โอเคအောက်မှာကြောက်သုံးပဲရှိတော့ရအောက်လေးရေတွေဝင်လာပြီးသွားပြီ တေကိုတိတ်နေဦးမယ်နော်အခုမှစကြလာတယ် မသိပါဘူး တင်ပြီးရမယ် 64ဘလော့တော့ရပြီ ငါတို့ဟိုဟာနဲ့ပဲတက်မယ်တလားလေကားအောင်လေ ပါတယ်တိကတက်လားဟိုကလား တကယ်ဟိုဟာနဲ့ပဲတက်မယ် မသားလိုက်တာအစာကုန်နေတော့ဖြည်းဖြည်းလေးလာပြီ တဲ့မရှိတော့ဘူးနေဝင်တော့မှာလားဝင်တော့မှာနေကနင်းမပြန်လာတော့ မပြန်လာပြီဒါအစာကုန်နေရလုံးအောင် စကုန်နေစားနေကွာမင်းက မရှိ ဒီမှာငါတော့စားနေ မရှိဘူး ရော အစားတိုင်းမမဘလူးကြီးလည်းမတည်တာစားပြအစားတိုင်းဘလူးကြီးလည်းမတည် ဟာဆိုဒီနေ့ဒီဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ် ကျေးဇူးပဲအတွက်အားလုံးကျေးဇူးပဲ like and subscribe လေးပဲနှိပ်ပြီးခဲ့ပါဦး โอเคအိတ်လိုက်မယ်ချ သူကအိတ်တော့ပါပဲ အိတ်တော့မယ်โอเคရပြီတာအဲ့လို ရတယ်အဲ့ရယူဇက်လိုက်နေဟိုထဲထဲဝင်มาပါတယ် ညမိုးချုံနေပြီအဲ့မယ်လီကွယ် ဒီပါကြီးကနေတော့ထူးဆန်းတယ်ဒီမိုက်ခွက်က အဲ့လိုရပါလား ရပါ အိတ်သွားပြီ မအဲ့လေဒါကပလက်လိုင်းအိတ် ဘိုင်ဘိုင် bye bye